လူတော်တော်များများကဟေတလာရဲ့အမုန်းတရားဟာရုတ်တရက်ပေါ်လာတာလို့ထင်တတ်ကြပေမဲ့ဒီဗီဒီယိုကတော့အဲ့ဒီအမြင်ကိုပြန်လည်သုံးသပ်ပေးထားပါတယ်။ဟေတလာရဲ့အစွန်းရောက်အတွေးခေါ်တွေဟာသူ့ဘဝအတွေ့အကြုံတွေဗီယက်နမ်မြို့မှာတွေ့ကြုံခဲ့ရတဲ့နိုင်ငံရေးနဲ့လူမှုရေးအခြေအနေတွေအဲ့ဒီခေတ်ကပြန့်နှံ့နေတဲ့လူမျိုးရေးအမျိုးသားရေးဝါဒတွေနဲ့အတူပေါင်းဆက်လာခဲ့တာပါ။ဟေတလာဟာငယ်စဉ်ကတည်းကပကြီးစရာဖြစ်ချင်ခဲ့ပါတယ်။နောက်ပိုင်းဗီယက်နမ်ကိုသွားပြီးပကြီးကျောင်းဝင်ခွင့်စူးစမ်းခဲ့ပေမဲ့ညှင်းပယ်ခံခဲ့ရပါတယ်။အဲ့ဒီကာလမှာသူဟာငွေကြေးအခက်အခဲတွေနဲ့နေထိုင်ခဲ့ရပြီးသတင်းစာတွေနိုင်ငံရေးစာအုပ်တွေလူမှုရေးဆွေးနွေးချက်တွေကိုအများကြီးဖတ်ရှုခဲ့ပါတယ်။ အဲ့ဒီချိန်ကဗီယက်နမ်ဟာယဉ်ကျေးမှုနဲ့နိုင်ငံရေးအတွေးခေါ်အမျိုးမျိုးထိတွေ့နေတဲ့မြို့တစ်မြို့ပါ။တစ်ဖက်မှာအမှုပညာစာပေနဲ့သိပ္ပံတွေတိုးတက်နေသလိုတစ်ဖက်မှာလူမျိုးရေးခွဲခြားမှုနဲ့ဂျူးဆန့်ကျင်အတွေးခေါ်တွေကိုနိုင်ငံရေးသမားအချို့ကအသုံးချနေကြပါတယ်။ကာလိုနိုင်ငံရေးသမားတွေကလူတို့ရဲ့မကျေနပ်ချက်တွေကိုဂျူးလူမျိုးတွေအပေါ်အပြစ်ပုံချပြီးထောက်ခံမှုရှာခဲ့ကြပါတယ်။ဒီလိုပတ်ဝန်းကျင်မှာနေထိုင်ဟစ်တလာဟာလူမျိုးရေးပြဿနာတွေရဲ့အကြောင်းရင်းကိုမှန်မှန်ကန်ကန်ရှာဖွေမဲ့အစားလူမျိုးတစ်စုလုံးပေါ်အပြစ်ပုံချတဲ့အတွေးခေါ်တွေကိုလက်ခံလာခဲ့ပါတယ်။ပထမကမ္ဘာစစ်တွင်းဟစ်တလာဟာဂျာမန်စစ်တပ်ထဲဝင်ရောက်ခဲ့ပါတယ်။စစ်ပွဲတွင်သူ့အတွေ့အကြုံတွေကသူ့ရဲ့အမျိုးသားရေးစိတ်ဓာတ်ကိုပုံမပြင်းထန်စေခဲ့ပါတယ်။စစ်ပြီးသွားတဲ့ကဂျာမနီယာစီးပွားရေးကျဆင်းမှုအလုံးလက်မဲ့ပြဿနာနဲ့နိုင်ငံရေးရှုပ်ထွေးတွေကြားရောက်နေခဲ့ပါတယ်။လူများကအရှုံးတဲ့အချက်တရားကိုခံစားနေရချိန်မှာဟစ်တလာကအဲ့ဒီမကျေနပ်ချက်တွေကိုသူ့နိုင်ငံရေးအတွက်အသုံးချခဲ့ပါတယ်။ဘာဆိုင်စာချုပ်ကြောင့်ဂျာမနီပေါ်တင်းကျပ်တဲ့စီးမြင့်တွေချမှတ်ခံရပါတယ်။လူများကအဲ့ဒီအခြေအနေကိုနာကျည်းနေကြတဲ့အခါဟစ်တလာကနိုင်ငံရေးပြဿနာတွေအတွက်ပြင်ပလူတွေအထူးသဖြင့်ဂျူးလူမျိုးတွေကိုအပြစ်တင်တဲ့စကားတွေပြောလာပါတယ်။ဒီလိုအပြစ်ပုံချမှုကလူတွေရဲ့စိတ်ခံစားချက်ကိုခဏတာတတ်တာစေနိုင်ပေမဲ့အမှန်တရားကိုတော့မဖြေရှင်းပေးနိုင်ပါဘူး ဟစ်တလာနဲ့နာဇီအစိုးရကဖြန့်ဝေခဲ့တဲ့ဂျူးဆန့်ကျင်ရေးဝါဒဟာစကလုံးတွေနဲ့ဝါဒဖြန့်မှုအဆင့်မှာပဲရပ်မနေခဲ့ပါဘူး။အာဏာရလာပြီးနောက်ဂျူးလူမျိုးတွေကိုဥပဒေအရခွဲခြားဖယ်ထုတ်တာပိုင်ဆိုင်မှုတွေသိမ်းယူတာအလုပ်ကိုင်တဲ့ပညာရေးအခွင့်အရေးတွေပိတ်ပင်တာတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။နောက်ပိုင်းမှာဂျူးလူမျိုးတွေကိုအိမ်တွေကနေအတင်းကျပ်ဖယ်ရှားပြီးဝါဆော့ဝက်ချ်နဲ့ခရာကူဖ်လိုမြို့ကြီးတွေရဲ့ Estrich Ghetto နယ်မြေတွေထဲစုစည်းထားခဲ့ပါတယ်။ Ghetto ဆိုတာလူတစုကိုအပြင်လောကနဲ့ခွဲထုတ်ပြီးပိတ်လောင်ထားတဲ့နယ်မြေမျိုးပါ။အဲ့ဒီနေရာတွေမှာလူဦးရေအလွန်များပြားအောင်စုထားပြီးအစားအစာရေးဆေးဝါးနဲ့တန့်ရှင်းရေးကိုမလုံလောက်အောင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာဂက်တိုတွေကလူတွေကိုရထားတွေနဲ့ Auschwitz-Birkenau, Treblinka, Sobibor Basic Camp တို့နဲ့မာရှာနက်လိုတုတ်တင်ရေးစခန်းတွေထံပို့ဆောင်ခဲ့ကြပါတယ်။ရထားတွဲတွေထဲမှာလူအလွန်များပြားအောင်ထည့်ပို့တာကြောင့်လန်ကီအတွင်းအစာရေမလုံလောက်မှုအပူအေးဒဏ်နဲ့အသက်ရှူမရမှုတွေကြောင့်တေဆုံးခဲ့သူတွေလည်းရှိခဲ့ပါတယ်။စခန်းရောက်တဲ့အခါလူတွေကိုမိသားစုနဲ့ခွဲထုတ်ပြီးအလုပ်လုံးနိုင်မနိုင်စစ်ဆေးခဲ့ပါတယ်။အချို့ကိုအတင်းကျပ်အလုပ်ခိုင်းမှုခွဲထားပြီးအခြားသူတွေကိုတော့အစိတ်တက်ငွေသုံးတက်ဖြတ်တဲ့ Estrich Gas Chamber တွေစီတိုက်ရိုက်ပို့ခဲ့ကြပါတယ်။ Gas Chamber တွေထဲမှာဇက်လုံပြီးလိုအစိတ်တက်ငွေကိုအသုံးပြုပြီးလူမျိုးရဲ့အလောင်းတွေကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြပါတယ်။ဒီနီလန်တစ်ခုတည်းမဟုတ်ပဲဂျူးလူမျိုးတွေကိုရွာနဲ့မြို့တွေထဲမှာလည်းစုလိုက်ပြုံလိုက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြပါတယ်။ Einsatzgruppen လို့ခေါ်တဲ့နာဇီအထူးတပ်ဖွဲ့တွေကလူတွေကိုမြို့ပြင်တောတောင်တွေခြိုင်ဝမ်းတွေနဲ့မြေချင်းကြီးတွေအနီးစုစည်းပြီးပြစ်ခတ်တပ်ဖြတ်ခဲ့ကြပါတယ်။စုစုပေါင်းဂျူးလူမျိုး6တန်းခန့်ကိုနာဇီအစိုးရနဲ့ပူးပေါင်းသူတွေကစနစ်တကျတပ်ဖြတ်ခဲ့ကြပါတယ်။ဒီဖြစ်ရပ်တွေဟာ Holocaust လို့လူသိများတဲ့ဂျူးလူမျိုးတွေအပေါ်ကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုကြီးရဲ့အစိတ်ပိုင်းတွေပါ။လူမျိုးတုံးတပ်ဖြတ်မှုဟာတနေ့တည်းနဲ့ရုတ်တရက်ဖြစ်လာတာမဟုတ်ဘူးဆိုတာနားလည်ဖို့အရေးကြီးပါတယ်။လူတစုကိုလူသားမဟုတ်တယ်လို့ပြောဆိုတာမုန်းတီးမှုဝါဒဖြန့်တာဥပဒေနဲ့ခွဲခြားတာအခွင့်အရေးတွေဖယ်ရှားတာအတင်းအကျပ်ရွှေ့ပြောင်းတာကနေအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအထိတဆင့်ချင်းတိုးလာခဲ့တာပါ